အဲ့တော့ခုနGZ file ကနေ Fastla file ကိုပြောင်းလိုက်တဲ့ဟာကသူက16000ကျော်ရှိရမှာ13000ကျော်ပဲရှိတော့3000လုံးနဲ့ပေါ့နော်အဲ3000လုံးတော့နောက်ထပ် sequence တွေ run နဲ့ run ပြီးတော့ဒီတိုင်းပဲလုပ်ပြီးတော့ရလာတဲ့ Fastla file နှစ်ခုကိုပြန်ပြီးတော့ assemble bioedit manually ပြန်လုပ်မယ်ပေါ့နော်အဲတော့ bioedit ကိုဖွင့်ပြီးလို့ရှိရင်သူကနှစ်ခုရှိတာပေါ့နော်CD4 ပဲ R1 နဲ့ R2 primary နှစ်ခုတည်းရိုက်တာပေါ့နော် R1 ကခုနပြောတဲ့13000ကျော်ပဲရှိတယ် R2 ကတော့32 kilobyte ဆိုတော့16000ကျော်မယ်နဲ့ဒါတစ်ချက်ဖွင့်ကြည့်လိုက်နော်ဖွင့်ကြည့်လိုက်မယ်တော့ align လောက်ထားတဲ့ R2 ကဘယ်လောက် base ပဲရှိလဲဆိုတော့6တို့က base ပဲများတယ်နော်အဲ့တော့ R1 ကကြတော့ဘယ်လောက်ပဲရှိလဲဆိုတော့6569ပေါ့နော်အဲ့တော့ကြားထဲမှာ cap တွေရှိတယ်နော်အဲ့တော့ copy လုပ်လိုက်မယ် copy sequence လုပ်မယ်ဒီမှာပြန်ထည့်မယ် base sequence ပေါ့နော်နှစ်ခုကိုသူကြိုက်လားမကြိုက်လားတစ်ချက်ကြည့်လိုက်တော့ဒီမှာသူကဒီမှာစီ3လုံး AA အဲ့ဒီတော့ reference sequence နဲ့ align ပြန်လို့ဝါကြားတယ်Okay. Line up में तो नहीं सही रोशी है ना
Okay ဒီမှာ align တော့ထွက်လာပြီ align ထွက်လာတော့ဘလောက် match ဖြစ်လဲတစ်ချက်ကြည့်လိုက်ဖြစ်ပါနော်ဖြစ်ပါတယ်ဒီမှာတော့တူတဲ့ကောင်ကတော့ဟိုမပါဘူးအဲ့တော့ဒီ sequence နှစ်ခုမှာ mutation site တွေတူလားလို့တစ်ချက်ကြည့် channel လေးကြည့်လိုက်ပါနော်ကြည့်လိုက်တော့ဒီမှာ A ဒီနေရာမှာ A 94A တူရနော်ပြီးဒီမှာ 146T 152T တူရနော်ပြီးဒီမှာတူရနော် mutation site တွေများတော့အဖြစ်တူတယ်တူတော့ဘာဖြစ်ရော acceptable ဖြစ်တယ်ပေါ့နော်ဒီ sequence reset တွေကဒီမှာတော့မရှိဘူးတော့ဘယ်ဟာကိုယူရမလဲဘယ်ဟာကိုယူမလဲဆိုတော့base call နဲ့ပြန်လုပ်အောင်နော် base call နဲ့လုပ်ဖို့ဟိုကဘယ်ဟာပြန်မပေးတာတော့ဒီမှာဆက်မြင်ပါရဲ့နော်ဒီကြောင့်ငါချောက်ပို့ပြနော်အဲ့တော့ဒါကိုပဲ copy လုပ်လိုက်မယ် copy လုပ်ပြီးတော့ file တစ်ခုတင်ရအောင်နော် sequence cd4 က R2 တွေပါလုပ်မယ်အဲ့တော့ cd4 blind and close အဲ့တော့ save လုပ်မယ်ဒီကြောင့်569ထဲမှာOkay, so not here. Other file name of it. Okay, that's a solution. File name. I might get to go. Yeah, that was a bit analyzed.